ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အပြင်ဘန်းကကြည့်ရင် Perfect Family လို့ထင်ရပေမဲ့အတွင်းထဲမှာတော့ horror movie တွေကထပ်တောင်ပိုပြီး toxic ဖြစ်လွန်တဲ့မိသားစုတစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်ဟိုးရှိတုန်းကပေါ့ရွှေဘုံပေါ်မှာထိုင်နေတဲ့တထေးကြီးတစ်ယောက်ရှိခဲ့ပါတယ်ပြီးတော့သူ့မှာအသေးကြော်ပဲလို့သားသမီး2ယောက်လည်းရှိပါသေးတယ်သူတို့သားဖ3ယောက်ကတော့တကယ်ကို switch ပါပဲဘယ်သွားဘယ်လာတတွဲနဲ့ပေါ့ဘေးကသူတွေကြည့်ရင်တော့အားကြရတဲ့ family goal တစ်ခုပါပဲဒါပေမဲ့တနေ့မှာတော့ဇလန်းကစတော့တာပဲဖះเจ้าမှာဝတ်ပြုနေတော့တထေးကြီးကဝတ်ကောင်းစားလာတွေနဲ့စတိုင်ပြည့်ဝတ်ဆင်ထားတဲ့မုတ်ဆိုးမကြီးတအူကိုမြင်ချင်းကြွေသွားခဲ့ပါတယ်ဒါနဲ့ဝတ်ပြုပြီးရနဲ့ဘာမှမစင်စားနေတော့သူမရဲ့နောက်ကိုအပြတ်သက်လိုက်ပြီးစကားသွားပြောတော့တာပေါ့အဲ့ဒီအချိန်မှာမုတ်ဆိုးမကလည်းဂိုးတစ်ကတူးရမယ်အကွက်ကိုမြင်တယ်လေဒီလူဟာမြေယာတွေအများကြီးပိုင်တဲ့ VIP တထေးကြီးမှန်တိသွားတဲ့အခါမှာတော့သူမရဲ့မျက်လုံးထဲမှာဒေါ်လာဆိုင်းတွေတန်းစီသွားတော့တာပဲဒီတယောက်ကတော့ငါအတွက် ATM ဆက်ကြီးပဲလို့တွေးပြီး main character နေရာအတွက်အကွက်ဆင်မာတော့တယ်တိတ်မကြလိုက်ပါဘူးတထေးကြီးကလက်ထက်ဝင်တောင်းတော့သူမကလည်း fast forward လုပ်ပြီးချက်ချင်းကြီးကို yes လိုက်တာမင်္ဂလာပွဲကြီး luxury ဖြစ်ချက်ကတော့ပြောမနေပါနဲ့လူတိုင်းကလည်း happy ending လို့ထင်ပြီးကခုန်ပျော်ပါနေကြတော့တာပေါ့ဒါပေမဲ့ plot twist ကအခုမှစတာအဲ့ဒီမုတ်ဆိုးမမှာရုပ်ဆိုးဆိုးစိတ်ပုတ်ပုတ်သမီးတယောက်ပါလာရဲ့လေအဲ့ဒီသမီးက toxic ဖြစ်ုံနဲ့မကောက်မောင်နှမ2ယောက်ချစ်တာကိုမြင်တော့ jealousy တွေတက်လာပြီးအမြင်ကပ်ပုံမှန်နဲ့မုန်းတိပစ်လိုက်တာပေါ့သူတို့ရဲ့အိမ်ထဲကိုခြေလန်းစာလန်းလိုက်တာနဲ့ one vibe တွေပျောက်သွားပြီး horror movie တစ်ပုတ်တည်းရောက်သွားသလိုပါပဲမောင်နှမ2ယောက်အတွက်တော့အေးချမ်းတဲ့ဘဝလေးက disconnected ဖြစ်ပြီးငရဲကန်းလိုနေရက်တွေကစောင့်ကြိုနေပါတော့တယ်ဟူးအိမ်ဆိုတာအေးချမ်းရမယ်လေအခုကအဲ့ဒီအိမ်ကမောင်နှမ2ယောက်အတွက် psychopath တွေလေ့ကျင့်ရေးကွင်းဖြစ်နေပါပြီနာနာနေဖို့ဆိုတာ in your dream ပဲပေါ့တနေ့မှာတော့ red flag ဘယံမှာမိတွေးသမီးက contact အသစ်တွေထွင်တော့တာပါပဲမနာလိုစိတ်ကလည်း limit ကိုကျော်နေပြီလေစိတ်ချန်တကားကိုဖွင့်ပြီးစိတ်တွေကို free လွတ်လိုက်တာပေါ့စိတ်တွေကလည်း freedom ဆိုပြီးတကွင်းလုံးပတ်ပြေးကုန်တာအိုလံပစ်ကြနေရပါပဲကောင်လေးခမရလဲကာရီကိုဆင်းရတော့တာပေါ့စိတ်တွေအကုန် loss မဖြစ်ခင်နောက်ကနေအမောတကောလိုက်ဖန်ရတာခါတောင်ကျိုးမတက်ပဲတဲ့မောမောနဲ့အိမ်ပြန်ရောက်တော့လဲ surprise ကစောက်တူနေသေးတယ်မိတွေကမီးဖို့ကို ghost ထားခဲ့ရလေမုံတွေကလည်းတူမီးတော့တွေကလည်းဟုံးကနေပဲနည်းနည်းလေးနောက်ကျရင်အိမ်မှာဘာဘီကျူးဖြစ်တော့မယ့်အခြေအနေနေ့ရက်တိုင်းဒီလို toxic circus ကြီးထဲမှာသူမနေနိုင်တော့လေငါဘွားကိုဒီအိမ်ထဲမှာအလဟတ်သက်အဆုံးရှုံးမခံနိုင်ဘူးငါလည်းလူပဲဟာဆိုပြီးကိုယ့်ဘက်က own business လုပ်ဖို့ပတ်စံချဖို့ဆုံးဖြတ်ပြီးတဘာရှာလုပ်လိုက်ပါတော့တယ်သူ့ရဲ့ချင်းညီမလေးကိုတော့အကိုကြီးရွှေထီးဆောင်ရင်ပြန်လာခေါ်မယ်လို့ဂရိရေပေးပြီးအိမ်ကနေပြီးဆောင်လုပ်သွားတော့တာပေါ့ဒီလိုနဲ့တောရဲတောင်ထဲမှာ solo trip ထွက်နေတော့ unexpected ဖြစ်ဆုံးကကြောက်ဆောင်တဲကနေတောစိတ်တကောင်က spawn ဖြစ်လာတာပါပဲအေးစစ်စစ်မဟုတ်ဘူးနော်သူ့ကို fight ဖို့လိုက်တိုက်တာအဲ့ဒီစိတ်ကသူ့ကို headband နဲ့တစ်ချက်တည်းဝှေ့ချလိုက်တာတောင်စားအောက်ကိုတံပယ်ဝီးလိုမျိုးလိမ့်ဆင်းသွားတော့တာပေါ့အဲ့ဒီမှာသတိရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ရှေ့မှာမြင်မာလာတဲ့ရဲတိုက်ကြီးကိုဖောင်းဖြစ်သွားပါတော့တယ်အဲ့ဒီမှာတင်သူ့ရဲ့ဘီလီယံနာဘွားကြီးရစတော့မှာလားကဲရဲတိုက်ကြီးတဲ့ကိုရောက်သွားတဲ့ကျွန်တော်တို့ရဲ့မင်းသားချောလေးကတော့လူတွေအယမ်းများပြီး crowded ဖြစ်နေတာကိုစိတ်ကုန်နေပါတယ်လူတွေကြားထဲမှာတိုးဝှေ့နေရတာကသူ့အတွက်တော့ energy drink ဖြစ်စရာကြီးလေလူတွေနဲ့နေရတဲ့တရိတ်ဆန်လေးတွေနဲ့အေးဆေးနေရတာကပိုပြီးတော့ peaceful ဖြစ်မယ်လို့သူတွေးလိုက်တယ်ဒါနဲ့ပဲမြင်းစားအောင်သွားပြီး job interview ဝင်တော့တာပေါ့မြင်းထားဆရာကလည်းသူ့ကိုချက်ချင်းပဲ skate test လုပ်ပါတော့တယ်ဒါပေမဲ့ဒုကောင်လေးက pro ပါနော်မြင်းတွေကိုပို့တက်လိုက်တာမြင်းမွေးတွေက stain ပိတ်ဆလို့ပဲပြောင်းလဲသွားပါတယ်မြင်းထားဆရာလည်း impress ဖြစ်သွားပြီးသူ့ကို on the spot ချက်ချင်းပဲအလုတ်ခန့်လိုက်ပါတော့တယ်အကိုဖြစ်သူကတော့ success ဖြစ်နေပေမဲ့အိမ်မှာကြံခဲ့တဲ့ညီမလေးရဲ့ဘဝကတော့ horror movie တဲ့ရောက်နေသလိုပါပဲတမန်နဲ့မှာတော့မိတွေကလူမိုက်တွေကိုခေါ်ပြီးညီမလေးရဲ့အခန်းကိုချင်းခိုင်းပါတယ်ဂဒင်အိယာခင်းတစ်တာသူမပိုင်တာမှန်သမျှကို total result လုပ်ပြီးအကုန်သိမ်းထုတ်သွားတာညီမလေးရဲ့ပစ္စည်းတွေကိုတန်မိုးမရှိတဲ့အမိုက်တွေလိုမျိုးအိမ်ပြင်ကိုလွှတ်ပစ်လိုက်ကြပါတယ်တကယ်တော့ toxic ဖြစ်လွန်တာပါပဲအဲ့လို choice တွေကြားကညီမလေးခမညာသူမအမေစီကရထားတဲ့တစ်တာလေးတစ်လုံးကိုပဲကံကောင်းစွာနဲ့ဝှက်ထားနိုင်ခဲ့ပါတယ်အရာအလုံးပြီးသွားတဲ့အချိန်မှာတော့သူမအတွက်ကြံခဲ့တာလေးကအစုပ်ပြတ်နေတဲ့ကောက်ရိုးမွေရာလေးတစ်ခုပါပဲညီမလေးရဲ့နေ့ရက်တိုင်းကတော့ non stop အလုပ်တွေနဲ့ပဲကုံဆုံးနေခဲ့ရတာမနက်မိုးလင်းတာနဲ့ဝက်စာသွေးထင်းခုတ်ရေခက်တကူတဲ့ဟန်ကယ်ရီလုပ်နေရတာပေါ့ဒါတင်လားဆိုတော့မဟုတ်သေးပါဘူးသူမလှုပ်ထားသမျှကိုမိတွေကတမင်သက်သက် undo လုပ်ပြီးဖျက်ဆီးပစ်ပါသေးတယ်အဝိတ်လျှော်ပြီးလှမ်းထားရင်ချွန်ထဲကိုဆွဲချခံရတယ်တန်ရှင်းလုပ်ပြီးရင်သူမနောက်ကနေပြန်ရှုပ်ပစ်ကြတာတကယ်ကိုတော့ဆေးဖြစ်တဲ့အပြင် mental health ပါထိခိုက်စေတဲ့နှိပ်စက်နည်းတွေပါပဲညနေဆောင်လို့အိမ်ပြန်လာရင်လည်းအားရနေရ0ဖြစ်နေပြီလေမိတွေနဲ့သူ့သမီးကတော့ buffet စားသလိုဘိုက်ကောင်းအောင်စားနေကြပေမဲ့ညီမလေးအတွက်ကတော့ပါမုံကြောင့်အဆုပ်လေးတစ်ဖက်ပဲရှိနေခဲ့ပါတယ်အန်ဖဲဖြစ်လိုက်တာမှလွန်ပါလေရောတနေ့မှာတော့သူမရေခတ်နေတော့ရေထဲကနေရုပ်ဆိုးဆိုးမျက်နှာကအရေးအကြောင်းတွေနဲ့အဖွားကိုတယောက် suddenly ထွက်လာတာကိုတွေ့လိုက်ရပါတယ်အဖွားကငါ့ကိုရေချိုးပေးစမ်းမအောင်မိမလေးရဲ့လို့
ခိုင်းပါတယ်စိတ်ထားကောင်းတဲ့ညီမလေးကတော့ no မပြောပါဘူးဟုတ်ကဲ့ပါအဖွာမိမလေးဝမ်းသာအားရရှိုးပေးပါမယ်လို့ဆိုပြီးလက်ခံလိုက်ပါတယ်အဖွားအိုရဲ့ညစ်ပတ်နေတဲ့မျက်နှာကိုတိုက်လျှော့စေးကြောပေးရတာကတကယ်တော့ discarding ယွန်စရာကောင်းမိမယ်သူမကတော့စိတ်မပြတ်ပဲအကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့ပါတယ်ရေရှိုးပေးလို့ပြီးသွားတော့အဖွားအိုကထပ်ခိုင်းပြန်ပါတယ်ငါရဲ့သပင်တွေကိုဖြီးပေးပါအောင်နဲ့ဖြူဖွဲပေးရှုပ်ထွေးနေတဲ့သပင်တွေကိုဖြီးပေးရတာလဲတကယ်ကို mission တစ်ခုပါပဲဒါပေမဲ့ညီမလေးကတော့ positive ဘိုင်းနဲ့ပဲဆက်ပြီးလုပ်ပေးခဲ့ပါတယ်ကဲ request တွေကတက်လာပြန်ပါပြီအခုတော့အဖွားအိုကမိမလေးရဲ့ငါ့ကိုနမ်းမအောင်နဲ့ညီမလေးခမစိတ်ထဲမှာတော့ဖြစ်နေပေမဲ့ kindness ကအနိုင်ရသွားတော့ဟုတ်ကဲ့ပါအဖွားဆိုပြီးတွတ်လိုက်နေတဲ့ပါးပြင်ကြီးကိုချွတ်ခနဲ့နမ်းလိုက်တာပေါ့သူမဘွားရဲ့လုပ်ဘူးသမျှအလုပ်တွေထဲမှာဒါဟာ the most discarding mission ရောစရာအကောင်းဆုံးပဲလို့တွေးနေပေမဲ့အပြင်မှာတော့အပြုံးမပြတ်ခဲ့ပါဘူးအဲ့ဒီမှာရင် game changer ကြီးဖြစ်သွားတော့ပဲအဖွားအိုရဲ့အဝတ်စုပ်တွေက vanish ပြောက်ခွဲသွားပြီးညီမလေးရဲ့မျက်စိရှိမှာတဲ့ Antra HD အလှနဲ့ Water Fairy ရေနဲ့သမီးကြီးအဖြစ် evolution အဆင့်မြင့်ပြောင်းလဲခြင်းဖြစ်သွားပါတော့တယ်။နတ်သမီးကတော့ radius ဖြစ်ပြီးတောက်ပနေတာပဲ။သူမကပြုံးပြီးညီမလေးကို the best reward အကောင်းဆုံးဆုလက်တွေပေးတော့တာပေါ့။သမီးလေးနေဟာဒီကဘာပေါ်မှာထောက်ထိုင်ရအလှဆုံးမိန်းကလေးဖြစ်လာပါစေလို့ဆုပေးလိုက်ပါတယ်။ဒါတင်လားဆိုတော့ wait there's more ပါသေးတယ်။နောက်ဆိုနေ့စပင်ဖိလိုက်တိုင်းရွှေတွေကျလာစေရမယ်။စကားပြောလိုက်တိုင်းလဲပါဇက်ကနေရွှေတွေပဲထွက်လာစေရမယ်တဲ့။ဟိုမှာတော့ပတ်စစ်အင်ကန်တသက်စာရသွားပြီနော်။ဒီလိုပြောပြရတဲ့နတ်သမီးကရေထဲကို disconnect ပြောက်ခွဲသွားပါတော့တယ်။အဲ့ဒီမှာညီမလေးကတော့ face set သုံးထားတာထက်ပိုလှပြီးအိမ် glow အပြည့်နဲ့ပြန်လာတာပေါ့။သူမစကားပြောလိုက်တိုင်းရွှေတွေကရှင်းရှင်းနဲ့ကျလာတာကိုမြင်ရင်မိတွေတို့သားမိတွေကတော့ blood pressure သွေးတိုးတွေတက်ပြီး short ရတော့မှအသေးချပါပဲကဲပွဲရတော့စပြီညီမလေးကစကားတခွန်ပြောလိုက်တိုင်းပါဇက်ကနေရွှေတင်းကားတွေကျလာတာမြင်တော့မိတွေတို့သားမိမှာမျက်လုံးတွေပြူပြီး system error တွေတောင်တက်သွားပါတယ်ဒီတော့မိတွေကသူ့သမီးကိုလည်းရွှေတွေရအောင်ဆိုပြီးရေစက်ကို force လုပ်ပြီးလွှတ်လိုက်ပါတယ်ဒါပေမဲ့မိတွေသမီးရဲ့ bad attitude ကတော့ next level ပါပဲနတ်သမီးကအကူအညီတောင်းတော့အဖွားကြီးကိုဘာသာရေရှိုးကိုဘာသာဖီးဆိုပြီးလုံးဝမကူညီပေးခဲ့ပါဘူးဒါအပြင် disrespectfulရန်ရန်ဆိုင်ဆိုင်စကားတွေပါပြောလိုက်ပါသေးတယ်မိရွေးသမီးရဲ့ toxic attitude တွေကြောင့်ရေနဲ့သမီးကစိတ်တိုးပြီးကျိန်စာမှာတော့အထူးကျိန်စာ customize cast ကိုပေးလိုက်ပါတယ်နေ့နှာခေါင်းက4000ချေမေယိုးက3000ကျဲပါစေနှစ်ဖူးမှာလည်းတစ်ပင်ပေါက်ပြီးစကားပြောတိုင်းပြာတွေထွက်လာပါစေတဲ့ကဲအခုတော့သူမ Adventure တွေကဇက်ကောင်ထက်တောင်ပိုပြီးထူးဆန်းသွားပါတယ်အိမ်ပြန်ရောက်တော့သမီးဖြစ်သူရဲ့ Monster Glow Up ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့မိတွေကြီးခမပန်းနဲ့အတက်ခရပြီးအော်ဟင်ကိုယိုတော့တာပါပဲသူမဘလောက်ပဲအော်နှာခေါင်းကြီးကတော့4000အတိုင်း stay standing ပါပဲတစ်ဖက်မှာလည်းအကိုကြီးကသူ့ညီမလေးရဲ့ပုံတူကားချက်လေးကိုအခန်းထဲမှာထားပြီးတတိယလွမ်းစွတ်တန်းတာနေပါတယ်ဒါကိုမြင်တဲ့တခြားမြင်ထိန်ကောင်လေးတွေကဘယင်ကြီးကိုတော်လန်ဖို့ကြံစီနေကြောင်းသွေးထိုးပြောဆိုပါတော့တယ်ဘယင်ကြီးလည်းငါ့ကိုကြံစီရမလားဆိုပြီးcurious ဖြစ်ကကောင်လေးရဲ့အခန်းကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဘယင်ကြီးကနေရန်ပေါ်ကပကြီးကားကိုတွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩစရာကောင်းလာအောင်မှင်သက်သွားခဲ့ပါတယ်။ဒီလောက်လာတဲ့မိန်းကလေးမျိုးကဘာပေါ်မှာရှိသေးတာလားဆိုပြီးလက်ဆက်ဖက်ဆိုင်မြင်မြင်ချင်းအချင်းနဲ့အကြီးအကျယ် fall in love ဖြစ်သွားတာပေါ့။အကိုကြီးကလည်းဒါကျွန်တော်ညီမလေးပါအပြင်မှာဒီထက်တောင်လှပါသေးတယ်လို့ flash ကြွားလိုက်ပါတယ်။ဘယင်ကြီးကလည်းဒါဆိုရင်သူ့ကိုငါရဲ့မိဖုရားကွင်းအဖြစ်တင်မြောက်မယ်။အခုရှစ်ရှင်သွားခေါ်ချေဆိုပြီး immediate order အရေးပေါ်အမိန့်ထုတ်လိုက်ပါတော့တယ်အကိုကြီးကလည်းဝမ်းသာအားရနဲ့သူ့ရဲ့ညီမလေးကိုခေါ်ဖို့နန်းတော်ကနေအပြေးလွှာဆင်းသွားတော့တာပေါ့အကိုကြီးအိမ်ပြန်ရောက်လို့သတင်းစကားပါတော့မိတွင်းနဲ့သူ့ရဲ့နှာခေါင်းရှိသမီးကလည်းငြိမ်မနေနိုင်ဘူးလေဘယင်မတင်မြောက်မယ်ဆိုသူတို့နဲ့လည်းအမျိုးတော်တယ်ဆိုပြီး free rider ကပ်ပါလုပ်ပြီးလိုက်ဖို့ပြင်ကြပါတော့တယ်ညီမလေးကတော့သူမရဲ့ရွှေတွေထည့်ထားတဲ့တစ်တာလေးနဲ့ little snow လို့ခေါ်တဲ့ခွေးလေးကိုခေါ်ပြီးထွက်လာခဲ့ပါတယ်ဒါဟာသူမအမေစီကရတဲ့တခုတည်းသောအမွေပေါ့ဒီလိုနဲ့သူတို့တတိုက်ပင်လယ်ကိုဖြတ်ပြီးနန်းတော်ကို travel လုပ်ဖို့ခရီးစတင်ခဲ့ကြပါတော့တယ်ပင်လယ်ကြီးလိုင်းလုံးလေထန်နေတဲ့ကြားထဲမှာအကိုကြီးဖြစ်သူကတော့သင်းမောပဲ့ကန်ကိုတေချာခယူးတဆိုင်မောင်းနေခဲ့ပါတယ်သင်းမောဦးပိုင်းမှာတော့မိတွေးသားမင်းနှစ်ယောက်ကဘလို့ကောက်ကြရမလဲဆိုတာအကွက်ချနေပါတယ်ဒီလိုနဲ့သူတို့ကမိုင်ပေါင်းများစွာကိုခရီးရွက်လွှတ်ခဲ့လာကြပြီးတနေရအရောက်မှာတော့ဟိုမှာကြည့်စမ်းကမ်းခြေဖြူဖြူလေးအဲ့ဒါငါတို့ရဲ့ destination ပဲအကိုကြီးကပင်လယ်ပြင်ကိုလက်ညှိုးထိုးပြီး excited ဖြစ်နေတဲ့လေတံနဲ့အော်ပြောလိုက်ပါတယ်ညီမလေးကတော့လေတံကြောင့်သူ့ကိုယ်ရဲ့အတန်ကိုသေချာမကြားရတော့အကိုကြီးဘာပြောတာလဲလို့မိတွေးကိုမေးလိုက်တာပေါ့အဲ့ဒီမှာရင်ဘီလိန်မတွေကမျက်နှာသိနဲ့ gas light လောက်တော့တာပဲမင်းရဲ့အထုပ်ပိုးတွေအကုန်ပင်လယ်ထဲပစ်ချရမယ်ဒါမှကန်းကတ်လို့ရမှာညီမလေးကိုအဲ့လိုမျိုးလိန်ပြောခဲ့ပါတယ်ညီမဖြစ်သူကလည်းသူ့အကိုကြီးရဲ့စကားကို100% trust ရှိတာကြောင့်ငါ့ကိုကြီးအကြံပေးရဆိုရင်တော့အမှန်ပဲဖြစ်မှာပါဆိုပြီးသူ့ရဲ့အဖိုးတန်ပစ္စည်းတွေကိုနှမျောပေးမဲ့မျက်စိမိတ်ပြီးရေထဲကိုလှုပ်ပစ်လိုက်ပါတယ်ဒီလိုနဲ့ခရီးဆက်နေတော့နောက်တနေရာရောက်ပြန်တော့အကိုကြီးကတတိထပ်ပေးပြန်ပါတယ်ဟိုမှာကြည့်နန်းတော်ကြီးနဲ့တော်တော်ကိုနီးကပ်နေပြီ
ငါတို့သွားမယ့်နေရာအဲ့ဒါပဲဒီတစ်ခေါက်မှလည်းညီမလေးကမကြားရတာမလို့မိတွေးတွေကိုထပ်မေးပြန်ပါတယ်ဒီတစ်ခေါက်မှာတော့မိဒေးသားမိကပို့ပြီးတော့ရက်ဆက်လာပါတယ်အကိုကြီးကမင်းရဲ့ခွေးလေးကိုပင်လေတဲ့လှုပ်ပစ်ဖို့ပြောတယ်လို့လိန်ပြန်ပါတယ်ညီမလေးခမအရန်ကိုတုံ့လှုပ်သွားတာပေါ့ Little Snow လေးဆိုတာသူ့ရဲ့ one and only ကဘာပေါ်မှာအချစ်ရဆုံးအဖော်လေးလေဒါပေမဲ့ manipulation အောက်မှာကြာရောက်နေတဲ့သူမအတွက်နောက်ဆုံးတော့သူ့ရဲ့အသေးကြော်လေးကိုရေထဲပစ်ချလိုက်ရပါတယ်။သူ့ရဲ့ခွေးလေးရင်းနေတာကိုနှမျောတသားနဲ့ကြည့်နေတော့မိတွေးသားမင်းနှစ်ယောက်ကပင်လယ်ထဲကိုတွန်းချခဲ့ပါတယ်။မင်းသမီးလေးပင်လယ်ထဲပျောက်ကွယ်သွားတဲ့အချိန်မှာတော့မိတွေးကသူ့သမီးကိုမင်းသမီးအဖြစ်လူစားလဲလိုက်ပါတယ်။ဘယင်ကြီးကတော့ filter မပါတဲ့ရုပ်ဆိုးမကြီးကိုမြင်ပြီးရှော့ရသွားတာပေါ့။နှာခေါင်းက4000ရှည်မေးရုပ်က3000ကျဲတဲ့တကယ်ကိုမိလောက်ရမယ့်ရုပ်မျိုးပဲ။ဘယင်ကြီးလည်းဒေါသတွေထွက်ပြီးအကိုကြီးကိုမွေတွေရှိတဲ့တွင်းထဲကို direct transfer လုပ်ပြလိုက်ပါတယ်။ကြာတာပတိနေ့ညသကောင်ရမှာတော့မင်းသမီးလေးက mystical spirit တစ်ခုအနေနဲ့နန်းတော်မိဖို့ကြောင့်လေးကို violence နဲ့ပြန်ပေါ်လာခဲ့ပါတယ်။သူမသပင်ဖိလိုက်တိုင်းရှေ့တွေတဖွဲဖွဲကျလာတာကတကယ်ကို iconic set ပါပဲ။သူမညတိုင်းဘယင်ကြီးရဲ့ဘေးမှာအေးဆေးအိတ်နေတဲ့ရုပ်ဆိုးမကြီးကိုချက်တက်ဆမ်းမအောင်လို့ head dish တွေလုပ်ပြီးမွေရင်းတွေကမောင်လေးကိုလည်းအိမ်မွေရှာထားပေးခဲ့ပါတယ်။နောက်ဆုံးပိတ်ညမှာတော့ဘယင်ကြီးကအိမ်မွေချထားတဲ့ကျိန်စာကိုအန်တုပြီး body guard တွေနဲ့အသင်းဆောင်နေရပေါ့။မင်းသမီးလေးကလည်းဒါငါရဲ့ last time ပဲလို့ပြောပြီးထွက်သွားမယ့်အချိန်မှာဘယင်ကြီးကသူမရဲ့လက်တန်းလေးကိုသွေးတစ်စက်ထွက်အောင် stretch လုပ်ပြီးကျိန်စာကို break လိုက်ခဲ့ပါတယ်။အမှန်တရားတွေအားလုံးပေါ်သွားတဲ့အခါမှာတော့ဘယင်ကြီးလည်း savage ဖြစ်သွားပါတယ်။ဒီရောမှမွေရင်းတွေကအကိုကြီးကိုဆွဲတင်ခိုင်းပြီးဟိုမိတွေသားမိကိုတော့မွေရင်းနဲ့ stretch လုပ်ပြီးပြစ်ချလိုက်ပါတော့တယ်။ကဲဇက်သိမ်းမှာတော့တကယ်မင်းသမီးစစ်စစ်နဲ့အတူ grand wedding ကြီးကိုကျင်းပပြီးအောင်ပွဲခံလိုက်တာပေါ့ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီနှာခေါင်း4000ရှိတဲ့သတို့သမီးကြီးကိုလက်ထက်ရတော့မလို့ဖြစ်ခဲ့တဲ့ဘယင်ကြီးလည်းအခုဆိုရင်ရွှေရောင်စပယ်နဲ့မင်းသမီးလေးကြောင့် strap တွေပြေးပြီး happy ဖြစ်နေလောက်ပါပြီငွေတွင်းတွေကမိတွေးသားမိနှစ်ယောက်ကတော့ငါတို့ပလန်ဘယ်နားမှာအဲရာတက်သွားလဲဆိုပြီးမီတင်ထိုင်နေကြပါတော့တယ်ကဲဒါဆိုကျမတို့နောက်ထပ်ပုံပြင်ဇလန်ကောင်းများစွာနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ရှင်အားလုံးအချစ်တဲ့ရှင် like and subscribe လေးလည်းလုပ်သွားပေးကြပါအောင်နော်